ကဲရှိန်သားလေးဗျာအဖြူလေးပေါ်မှာအနီလေးနဲ့အနက်လေးနဲ့ကြစ်ထားတော့စိတ်ထဲမှာတစ်မျိုးကြည်နူးရတာပေါ့ကဲဘာခုတ်ဗျာဒါကလည်းညှိထွက်တာဆိုအပေါ်မကန်ရဘူးပြစက်ကူကြီးပါကြီးပြမယ်ဗျာဒါပြီးကြမယ်ဒါလေးရတော့စော်ကနီလားပိတ်ငတ်လားကြက်ကြီးလားစာကလေးလားပေါ့ငှက်လေးထိုးခိုင်းခဲ့တကယ်လောင်လုပ်ပေးတာနော်သူစိတ်တန်းကြလေဟိုက်ဆောင်းချိုးလေးနဲ့မတူညီအောင်လုပ်ထားတယ်ကဲခင်ဗျားတို့ပြောနေတဲ့ surprise ဆိုလားဟိုခေါင်းလောင်းလေးဆိုလားမသိနှိပ်ပေးခဲ့ပါဦးလို့ဒါအစမ်းလေးတွေပြမယ်အစမ်းလေးတွေပြမယ်ကျောက်ကအသစ်စမ်းလေးတွေပဲလုပ်တာခိုင်းရင်လည်းကြံမုံကြံစီလုပ်ရင်ကြံမုံကြံစီလုပ်တယ်နော်ခိုင်းလို့ရှိရင်ထုတ်လိုက်တွင်းလိုက်နဲ့ဒီဘာငါးကြီးနေရတယ်ကဲ10မိနစ်ကျော်လိုက်လောက်